Hello and welcome back to my vlog. So, ဒီနေ့ကဒီဝါလီရဲ့တန့်ရှင်းလို့ပေါ့နော် Diwali home cleaning. So, အခုဖျားစင်ရတဲ့တန့်ရှင်းလို့ပေါ့နော်အရင်ဆုံးလက်စီပိုင်းလဲမယ်။အပေါ်နေအမိုက်တွေပါချမယ်လက်စီလဲမယ်ပြီးတော့မှလည်းဖျားစင်တန့်ရှင်းလို့ပေါ့နော်။ရေတော့ခက်ခဲပြီးဒီမှာလေးပုံလေးပုံနဲ့ဒီမှာနှစ်ပုံဟိုအပြင်မှာနှစ်ပုံရှိသေးတယ်ဆိုတော့အဲ့နှစ်ပုံမှထားမယ်ပြီးရင်လက်စီလဲမယ် Okay. 就把它们的时间我们也没了嘛。ဒီလိုစီလဲပြီးလာမှာလဲပြီးတော့မှာမပြန်စလဲရှင်းပြီးတော့အခုဘာဖလာကိုဒီတိုက်ဖို့ကျွန်တော်အခုစီလဲလည်းမချင်အောင်ဝိုင်းတယ်နားမှာမလို့တစီလဲလာမှာဒီစီရလဲပြီးတော့အခုညဦးတော့စီရမှာပေါ့နော်ဟိုလည်းညာလည်းစီးစဲတယ်အဲ့အဝါတွေလည်းစီးရအောင်ဒီမှာကြည့်စီးစဲတယ်လည်းလာမပုံလိုက်ပဲဒီမှာဒီပန်းလည်းမဲတဲနေတယ်မဲတွေမြင်နေရပြီးရင်ဒီအိုးလေးတွေထားမှာကွာဒီခွက်ကလေးတွေထားမှာတဲ့ဒီဝါလီမှာဆိုရင်တဲ့အဲ့ဆိုတော့ဟိုခွက်တွေကပိန်းရမှာပေါ့ပြီးဒီစီမီခွက်တွေအကုန်ဆေးရမှာဆေးမှနေဘူးတဲ့လမ်းရမှာအဲ့ဒါမှတုံးလို့ရမှာတဲ့အဲ့ဆိုဒါလည်းအကုန်လုံးဆေးရအောင်မယ်ဆိုဆေးပြီးမှပဲပြရမယ်โอเคဘိုင်ဘိုင်မနေ့စားနေအခုမှဒီမှာလည်းအနားယူမှာစားနေခဏလေးနားလာမောလို့ပြေတော့မှာစားမယ်ပြပြလို့မယ် Okay. So finally CV ဘောနော်ကိုလည်းပြအဲ့တော့ CV ဆိုတော့ဒါစီမီခွက်တီချီကျွန်တော်ကမဲနေပဲဒါစီမီခွက်တီဒီမှာအိုးတွေဒီမှာလက်ဖျားပေါင်းအိုးတွေဒါတွေအခုအကုန်လုံးမဖျားစင်စီပဲပေါ့ဖျားစင်နဲ့ရှင်းပြီးတော့ဆိုတာနည်းနည်းလေးပြန်တက်ရလို့လည်းပဲပြင်ဒီပန်းအဝါရောင်နေဒီပန်းအဝါရောင်ဒီပုံမှာတက်ရမှာပြီးတော့ရင်ဒါကဘာကြီးလဲဆိုခဏလေးကြာအကုန်လုံးဆင်ပြီးတော့ပြမယ်ဘာကြီးလဲဆိုဒီမှာအကုန်လုံးပြီးပေါ့နော်ဒီမှာအဘခရမီလေးထုံးပြီးပေါ့ဆိုဒါကျတော့စီမီခွက်လေးတွေစီးထားတာဆိုမောက်ထားတာပြင်ထားကျတော့ဒီမှာလိမ့်ပေးထားဒီမှာလိမ့်ပေးထားတီကောက်တယ်ပေါ့ဘာမှလို့တော့လည်းမသိဘူးတော့ပြင်ဒီမှာပြင်ဒီဘက်မှာကျတော့မဒါပန်းလေးပေါ့ဒီပန်းအလားဆင်ရမှာပေါ့အခုပြီးတော့လို့ရှိရင်ဒါကဘာလဲဆိုအခုပြမယ်ခဏလေးဒါဘာကြီးလဲဆိုပြမယ်ဒီမှာဒါလေးဦးတယ်ဒီမှာအောင်မပိတ်ရရှိဒီမှာအမောင်မဖွင့်ရတယ်လာတော့ခုမြဘာတွေထွတ်မှမသိဘူးစိတ်နေတယ်ဒါဒီဝါလီမှာဝါလို့တော့ပေါ့မပုံလေးဆွဲမယ်လို့စဉ်းစားထားတယ်အလဲမှာပုံလေးဆွဲပြီးဒီဖျောင်းနိုင်လေးပေါ့ဒါလေးပေါ့ထားမယ်ပေါ့ဆိုပြီးလုပ်ထားတာဒီတစ်ခုကကျတော့သူကဘာဖြစ်သွားတယ်မကျင်းလို့ပိတ်သွားမှသူမပိတ်နိုင်ဘူးဒီနေ့ကျတော့ပိတ်သွားရင်အဲ့လိုမျိုးရှိတယ်ဒါပြက်နေတာပြီးရင်ဒါကျတော့ဗာလဲဆိုရင်ဒါကျတော့ဖျားတွဆွေးကျိုးတွေပေါ့အစ်စ်ဝယ်ထားတာဒီပါလေးနေ့မှပဲပန်ပေးမှာပေါ့ပြီးရင်
ဒါကြတော့ဖျောင်းနိုင်လေးပေါ့မနစ်ကဝယ်ထားတယ်မသုံးဖြစ်ဘူးအနေနဲ့အဝါလေးပေါ့ပြီးသွားရင်ဒါကြတော့ဗာပြောရမလဲစီမီခွက်မှာဒါလေးထည့်မှာထော်ပတ်မဟုတ်ရင်လည်းမုံညင်းစီထည့်မှာမီးထွန်းတာပေါ့အဲ့ဒီကြရင်ပြမယ်လေဘာပြောရလဲမသိဘူးမော်ဒကောင်းလည်းမသိတော့ဘာမှလည်းမသိဘူးအရင်ကတည်းကအဲ့ဆိုအဲ့ဒီစီမီခွက်ထွန်းတဲ့ကြိုင်ပြမယ်လေ so ဒါလေးတင်ရမှာမနော်ခဏလေးတင်လိုက်အောင်ကဲပန်ကုန်လည်းတက်ပြီးသွားပြီဆိုတော့ညင်းနေလားမညင်းနေလားမသိဘူးလည်းပြန်ကြည့်မလို့လည်းဒီဘက်ကအပေါ်နဲ့ရောက်တော့ဒီဘက်ကအောက်နဲ့ရောက်တော့နော်အဲ့လိုထင်တယ် so ပန်ကုန်လည်းလုပ်ပြီးသွားပြီဆိုတော့မလုပ်စရာတော့မရှိတော့ဘူးပြီးပြီပေါ့ဒါပဲပေါ့ပစီလည်းလည်းခဏတစ်ပတ်စီနေနေနဲ့ပြင်တာရှင်းနေမှတ်တာလေးစီချိုးလေးပြီးခါပဲအားနေတော့ so ပြရတော့ almost ချိလာလို့လည်းဒီကျန်ပြီးတော့ထားတယ်အဲ့လိုပဲ so that's it ဘလုံးပြီးသွားပြီပေါ့နော် so vlog ကြိုက်တယ်ဆိုလို့ရှိရင် like share comment and subscribe to my channel so see you in next vlog Diwali vlog လာမယ်အခုเนาะ okay bye bye